ဒီနေ့တော့စတွေ့ရအရန်လိုချင်နေတဲ့ simplest dryer လေးကို unboxing လုပ်ပြမှာဖြစ်ပါတယ်ဒါလေးကတော့လက်ဆောင်ပေးလိုက်တဲ့ keychain နဲ့ sticker လေးပေါ့နော်အရန်ချစ်ဖို့ကောင်းပါတယ်ဒီဥစ္စာလေးက simplest နဲ့မွန်ချီချီတို့ရဲ့ collaboration လုပ်ထားတဲ့ဟာလေးပေါ့နော်သူက limited edition လေးပါlimited edition ဆိုတဲ့အတိုင်းပဲသူ့ရဲ့အယောင်လေးကဒီ note တစ်ယောင်လေးနဲ့နီယောင်လေးနဲ့ပေါ့နော်အရင်လာပါတယ်သူက 2+1 ခေါင်းနှကောင်နဲ့ပေါ့နော်တစ်ခုကဆူလိတ်လိုမျိုးလီမုတ်တဲ့ဟာလေးရယ်နောက်တစ်ခုက Euro dryer ခေါင်းနဲ့ပေါ့နော်နှစ်ခုပါပါတယ်အဲခေါင်းနှစ်ခုကိုဖြုတ်ပြီးတော့ကြိုက်တယ်လို့သုံးပြလို့ရပါတယ် limited edition အယောင်လေးရလို့အရင်သိချင်တာပါတယ်